ကဲကျွန်တော်တို့ပြောဒီပေါ်ပေါ်နေအလို့ဆိုတော့လည်းကပင်လေးဝင်းနေကျွန်တော်ဘောကြီးရလို့ဆိုပြပါတယ်ဘောလုံးတက်ကြပါဆိုပါတယ် Come on Hey baby ဘာလို့မလဲပြောစီမျောကကုန်ပေါက်ခဲ့တော့လာတို့လည်းရောက်ညလာတို့လည်းရောက်ညလာ Hey baby ဘာလို့မလဲပြောစီမျောကကုန်ပေါက်ခဲ့တော့လာတို့လည်းရောက်ညလာတို့လည်းရောက်ညHey baby ဘာလို့မလဲပြောစီမျောကကုန်ပေါက်ခဲ့တော့လာတို့လည်းရောက်ညလာတို့လည်းရောက်ညကျွန်တော်ဒီနေ့သွားပြီးတော့ရိုက်မဲ့ shooting อ่ะဆိုရောက်ခရဲကအရန်ဟိုမှာရိုက်ချင်နေတဲ့ shooting အဲ့ဒါဘာလဲဆိုတော့လုံးဝရွက်လေကြီးပေါ်မှာမော်ရိနဲ့ရိုက်အဲ့ဒါကိုအခုဒီနေ့ပတ်တရားက Marina Ocean Yacht Club မှာသွားပြီးတော့ကျွန်တော်တို့ meeting point ပေါ့နော်အဲ့ကနေစုံပြီးတော့တင်ပေါ်သွားမယ်လူတခြားဓာတ်ပုံစရာတွေလည်းအများကြီးပါတယ်နောက်ဘာပြီးရနေပြီးတော့တကူးတခါကျွန်တော်တို့လိုက်ပြီးတော့ပါမီလိုက်ဖြည့်ပေးရတယ်လူတွေလည်းပါတယ်အဲ့ဒီဘာဆက်ပြီးတော့ကျွန်တော်တို့ရိုက်ဖြစ်ကြအောင်လဲအမှတ်တရလေးဘာတွေရှိကြအောင်လဲဆိုတာဆက်သွားကြအောင်ကျွန်တော်အခုရောက်နေတာတော့ Ocean Marina Yacht ပတ်တရားပေါ့နော်သူရဲ့စိတ်ကမ်းမှာကျွန်တော်ရောက်နေတာပါအခုကျွန်တော်တို့ရောက်တဲ့အချိန်ကနည်းနည်းလေးစောနေသေးတော့ခုမှ17ခွဲကြော်12လောက်ပေါ့နော်သူတို့ချိန်တာတနာရီဆိုတော့နည်းနည်းတနာရီလောက်စောနေအဲ့တော့ကျွန်တော်တို့အခု coffee ဆိုင်လေးထိုင်ပြီးတော့ခဏနားမယ်ပြီးလို့ရှိရင်တော့လူစုံပြီးဆိုရင်တော့ဒီကနေပြီးတော့တင်မောနဲ့ပင်လယ်ထဲသွားမယ်ပြီးလို့ရှိရင်တပ်ပုံရိုက်တဲ့ activities တွေတခြားhave fun တွေပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ join ရမယ်တော့ကျွန်တော်လူဆောင်လိုက်အောင်မယ် Hello Thailand Yeah. Hi. I'm nurse. You're nurse? Yeah. You working in hospital? No. Oh, it's nurse name. Okay. So sexy. တင်မောပေါ်သွားနေတာပါစိတ်ကန်းနေပြီးတော့ဒီမှာဟိုလည်းအုပ်တာလည်းပဲပါခုဆိုတော့တင်မောပေါ်ရောက်ရှိလာပါပြီကျွန်တော်တို့ရဲ့ရွက်လီရ Ocean Marina စိတ်ကန်းနေပြီးတော့တင်တဲ့ကိုစပြီးထွက်ခွာလာပါပြီYou know how to control your body, right? Okay. Hey baby ဘာလို့မလဲပြောစီမျောကကုန်ပေါက်ခဲ့တော့လာတို့လည်းရောက်ညလာတို့လည်းရောက်ညကျွန်တော်ပါရရတော့နည်းနည်းလေးတော့မငြိမ်တော့ဒီတိုင်တော့ပတ်ဟိုမော်ဒယ်3ယောက်လုံးကမူအပြည့်နဲ့អော်နေပြီမဲ့ကျွန်တော်ကနည်းနည်းလေးနေရာလည်းတည်းကျင်းထားရပြပါဟိုလှုပ်စီးနေဆိုတော့ဘယ်နဲ့တော့လိုက်တယ်မိုက်ပါလေကျွန်တော်တို့ဖြိုစည်းတင်မောကြီးပေါ်က trip လေးရတော့ပြီးဆုံးသွားပါပြီပုံတွေလည်းအများကြီးရတယ်လူတွေလည်းတော့ပြိုင်းသွားတယ်အဓိကတော့ line နဲ့လေနဲ့ဆိုတော့နည်းနည်းလေးရရတာတော့ဟိုဟာ stick တိုင်အရင်အစင်ဒီပြေတော့မဟုတ်ဒါပေမဲ့ view တွေကတော့မိုက်တာပေါ့ဟိုနေဝင်သွားတဲ့ချိန်လေးမှာ view တွေကတော့ share ကဲပါပုံလေးထွက်လာအောင်လဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါဦးကျေးဇူးအများကြီးတင်ပါတယ် bye bye